ကြောက်တော့မယ်နော်ဟိုကြီးညီနဲ့တက်လာပြီဝီးတေတော့ဘာလို့လဲဖြောင်းပြီးတော့ဗတ်ထဲတော့ပြုတ်ကြဒါရီရဲ့ဝေးလို့ဒီရှောက်သွားတာခံတော့သွားတော့ဟုတ်စောင့်ပြီးလိုက်တုံးနေဆိုရင်ရှောက်သွားပြီ ကဲပြီးပြီရောက်